အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကတော့ကျွန်တော်ပတ္တရားဘူတာကိုရောက်နေပါတယ်ပတ္တရားကနေဘန်ကောက်ကိုအေကွန်ယထာစီးပြီးတော့ပြန်မလို့ယထာစောင့်နေတာဖြစ်ပါတယ်ဗျဒီနေ့ကယထာဘူတာထဲမှာလည်းယထာစီးမဲ့ခီးတဲ့တွေနဲ့ပြည့်နေတာကိုတွေ့ရပါတယ်ဗျဘန်ကောက်ကနေပတ္တရားကိုနေတိုင်းထွက်တဲ့အေကွန်မပါတဲ့ရိုးရိုးယထာကိုကျွန်တော်စီးပြဘူးသလိုရိုးရိုးယထာရဲ့အချက်လက်လေးတွေကိုလည်းမျှဝေပေးဘူးပါတယ်ဒီနေ့ကတော့စနေသတင်းကုန်တွေမှာပဲတည်တံ့ထွက်တဲ့အေကွန်ယထာအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဗျပတ္တရားဘူတာကနေယထာကညနေ4:26 မိနစ်မှာပြန်ထွက်ပါမယ်ယထာကဘူတာမှာခဏပဲရက်ပြီးတော့ပြန်ထွက်တာဖြစ်ပါတယ်ဗျအခုအေကွန်ယထာကခုံတွေလဲကျဲပြီးတော့ယထာကလည်းအတော်ကြီးကိုတန့်တာတွေ့ရပါတယ်ဗျစီးရတာလည်းညိတ်ပြီးတော့တတောင်တက်တာရှိပါတယ်ဗျအေကွန်ယထာနဲ့ရိုးရိုးယထာကဘာတွေကွာတယ်လဲဆိုရင်ရိုးရိုးပန်ကာတွဲတွေပဲရှိတဲ့ယထာကနေတိုင်းထွက်ပါတယ်ဘန်ကောက်ကနေတစ်နေ့တစ်စီးပုံမှန်ထွက်ပါတယ်အခုအေကွန်ယထာကတော့ဘန်ကောက်ကနေစနေတနင်္ဂနွေ2ရက်ပဲထွက်ပါတယ်တခြားဂျာရက်တွေဆိုရင်တော့ယထာမထွက်ပါဘူးရိုးရိုးယထာကခုံနံပါတ်စနစ်မပါတာမို့ယထာပေါ်မှာလွတ်တဲ့နေရာအဆင်ပြေတဲ့နေရာဝင်ထိုင်ရတဲ့စနစ်ဖြစ်ပြီးတော့အခုအေကွန်ယထာကတော့ခုံနံပါတ်ပါတာမို့ကိုလက်မှတ်ထဲကခုံအတိုင်းထိုင်ရပါတယ်အေကွန်ယထာကလက်မှတ်ကိုလည်းကြိုပြီးတော့ဝယ်လို့ရပါတယ်ရိုးရိုးယထာကလမ်းတစ်လျှောက်ဘူတာအားလုံးနီးပါးရက်တာမို့ဘန်ကောက်ကနေပတ္တရားရောက်ဖို့3 နာရီခွဲလောက်ယထာစီးရပေမဲ့အေကွန်ယထာကတော့လမ်းမှာဘူတာပေါင်း10 ခုလောက်ပဲရက်တာမို့ဘန်ကောက်ပတ္တရားကိုအချိန်2 နာရီလောက်ပဲစီးရပါတယ်အဲ့ဒါကအတော်ကြီးကိုအဆင်ပြေတယ်လို့ပြောရပါမယ်ကားနဲ့သွားတဲ့အချိန်လောက်ပဲကြာတယ်လို့ဆိုနိုင်ပါတယ်အေကွန်ယထာကဘန်ကောက်ကနေမနက်6:45 မိနစ်ထွက်ပြီးတော့ပတ္တရားကိုမနက်9:13 မိနစ်မှာရောက်ပါတယ်ပတ္တရားဘူတာကနေတော့ညနေ4:26 မိနစ်မှာယထာထွက်ပြီးတော့ဘန်ကောက်ဟွာလန်ဖုံးဘူတာကြီးကိုည6:55 မိနစ်မှာရောက်ပါတယ်ယထာလက်မှတ်ခကတကြောင်းစာအတွက်ဘတ်190ပေးရပါတယ်အေကွန်ယထာပဲစီစီရိုးရိုးယထာပဲစီစီပတ္တရားကိုသွားတဲ့ယထာတွေကဘန်ကောက်ဟွာလန်ဖုံးဘူတာကြီးကနေစထွက်တာဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ page မှာထိုင်းနိုင်ငံအတွင်းပြေးဆွဲတဲ့ယထာလက်မှတ်ကားလက်မှတ်တွေကိုလည်းလာရောက်ဝယ်ယူနိုင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ